မိုးတိတ်တေးအထည်ချုပ်စက်ရုံကြီးတွေကချီမွေးညက်ကောင်းပါလေမင်းရဲ့မွေးရီကွန်အိတ်ဟောင်းလေးထဲမှာလုံခြုံမှုတွေကြည့်ကောင်းသေးရဲ့လားထမိန်တစ်ဖက်နွမ်းလေးကိုပဲအကြိမ်ကြိမ်အထက်ထက်စင်မြန်းချခဲ့ရတမအာဇီဝါဆိုတာစကလုံးအဖြစ်လှပါရဲ့ပရိုတိန်းတော့ကျွယ်ဝလိမ့်မှာမဟုတ်ဘူးနက်ပြီ6ထက်ရဲ့အဝေးစပိုးချက်ဒီဇိုင်းတွေရဲ့အဝေးရွှေမျိုးတော်ကြီးရဲ့အဝေးစီကပူဆွေးနေတဲ့လယ်ကွင်းတွေကိုမင်းထားခဲ့တယ်တဘောလုံးပတ်ကြားအပ်နေတဲ့တောသူတောင်သားမိဘမောင်ဘွားတွေကိုမင်းထားခဲ့တယ်ထနှောင်းမင်းထမ်းမြင့်နဲ့တဲတဲ့ရည်သွန်းနေရတွေကိုမင်းထားခဲ့တယ်မင်းကတော့အတောင်လက်မစုံလင်ပဲတောင်တကုံစက်မှုစုံထဲမှာတန်ရာရငှက်ကလေးတစ်ကောင်လိုတုံရင်လို့ကြုံလီဖြော့တော့မထူးတော့ပါဘူးလေဆိုပြီးကိုဘွားကိုအမျောမခံနဲ့တမဏီကျိုးတစ်ချောင်းလိုအာတင်ထားကွန်ကရစ်တုံးကြီးတွေလိုကြမ်းကြမ်းခံလက်ဖြောက်တဲ့သမားရဲ့ကြီးစံလိုဆုံးဖြတ်ချက်တွေဖြောင်းမှန်မှန်ကန်ပါစေကဘာကြီးဟာအနိဋ္ဌာယုံကြီးပဲမဟုတ်ပါဘူးလက်ဆက်တဲ့တတိဝလံနဲ့ပြောစရာတခြင်းတန်တွေလည်းရှိတယ်ကွယ်အဲ့ဒီအခါကျမင်းဟာတားကောင်းမိခင်လည်းဖြစ်ခွင့်ရှိအိမ်မက်ကိုပခတ်လွှဲရင်လောကကိုနှိုးကြိုတိုက်ကြွေးခွင့်လည်းရှိအစစ်အမှန်တာယာပျော်ရွှင်ရှမ်းမြေ့ခွင့်လည်းရှိအခွင့်အရေးမှန်သမျှအကုန်ရှိပြီရဲ့အခုလိုမိုးပြိုချိန်မှာတော့ဒုက္ခကိုတရုပ်ပြတင်ဆက်ရင်မင်းရေမောတောကကိုကာကျိုးစင်မင်းကခုံစေးရုံဆုံးတဲ့အနာဂတ်ကိုမင်းယုံကြည်လိုက်ပါရှင်နေမင်းဟာငါတို့ထင်တယ်လို့အဝေးကြီးမဟုတ်ရပါဘူးကွာမိုးစော